Hello အားလုံးမင်္ဂလာပါရှင်ဒီနေ့ပြောပြမှာတော့မယန်းသီးတုပ်ပေါ့နော်မယန်းသီးစိမ်းအခုချိန်မှာမယန်းသီးစိမ်းတွေပေါ်နေပါတယ်နော်ဒီကတော့ငါတို့ရှိမှာငါတို့မျိုးရပြီးတော့မိုင်90ဝေးတဲ့နေရာမှာဝယ်လို့ရပါတယ်ဟို Pew Grocery Store မှာပါနော်မယန်းသီးတုပ်ဖို့အတွက်လိုအပ်တာကတော့ coffee လိုအပ်မယ်ကြက်သွန်အနီလေးလိုအပ်တယ်ဒါကတော့မယန်းသီးစိမ်းကိုပပလှိထားတာပေါ့နော်နောက်ပြီးလို့ရှိရင်ဒီကတော့နန်းနန်းပင်ပါရှင်နောက်ပြီးလို့ရှိရင်တော့ငပိစိမ်းစားမီးဖုတ်လေးပေါ့နော်အဲ့ဒါလေးနည်းနည်းလိုအပ်ပါတယ်နော်မှာဥဆုံးအနေနဲ့ကော်ဖီထည့်ပါမယ်နော်ကြက်သွန်နီထည့်မယ်အဲ့မယန်းသီးစိမ်းလှီထားတာပေါ့နော်ကိုအချင်းကြိုက်တဲ့လောက်ထည့်ပေါ့နော်မှာတော့အခုဒီကလေးလုံးပဲလှီထားတာပလေးနော်ပြီးရင်ငပိစိမ်းစားထည့်ပါမယ်ငပိစိမ်းစားလောက်ပေါ့နော်ပြီးရင်စီကျက်လိုအပ်ပါတယ်အဲ့တော့ကြက်သွန်ကြီးစီကျက်ပါနော်ပြီးတော့ငါတော့ပဲမုတ်လေးနည်းနည်းထည့်တုပ်တယ်ငါတို့ရှိမှာတော့နော်အချင်းနည်းနည်းစူလာတက်တာပေါ့နော်နောက်ပြီးရင်ပစွန်ချောင်းမုတ်လေးလိုအပ်ပါတယ်နော်ပစွန်ချောင်းမုတ်များများထည့်တုပ်တယ်နော်ပြီးရင်ငံပြားရည်လေးလိုအပ်တယ်နော်ငံပြားရည်ကဒီငံပြားရည်3ဟိုကမြားရည်3ကြိုက်တာ3လို့ရပါတယ်နော်တော့အရင်အငံမထည့်လိုက်နဲ့ရောဘာလို့လဲဆိုငပိကအငံရှိရဆိုတော့နော်တကယ်လို့အချုံမုတ်ကြိုက်ရင်အချုံမုတ်ထည့်လို့ရပါတယ်အချုံမုတ်မကြိုက်လို့ရှိရင်လည်းမတ်ရှွန်ပေါ်ငါပဲဖြစ်ဖြစ်စီဇနင်းပေါင်တာတစ်ခုသုံးလို့ရတာနော်ဒါပေမဲ့ပစွန်ကြောက်တွေများနေတော့အချုံမုတ်ထည့်မထည့်တော့ရုပ်သီးမုတ်နည်းနည်းထည့်လို့ရပါနော်အဆက်ကြိုက်တယ်ဆိုနော်ငါတော့နည်းနည်းပဲထည့်တော့ဆိုငပိတောင်းနဲ့ဆက်ပြီးသားဆိုအခုလို့ဆိုလို့ရှိရင်မယန်းသီးတုပ်လေးရပါပြီနော်ဟာပါရှင်းမယန်းသီးတုပ်ပါနော်မယန်းသီးအစိမ်းပေါ်ချိန်မှာစားတယ်မယန်းသီးတုပ်လေးကော်ဖီများများနဲ့ပေါ့နော်ရန်စားလို့ကောင်းတယ်မယန်းသီးတုပ်လေးပါရှင်ဒီမှာပါရှင်ကျမရဲ့ channel လေးကိုကြိုက်တယ်ဆိုလို့ရှိရင် like and subscribe လုပ်ခဲ့ပြီးပါလို့เนาะကျေးဇူးအများကြီးတင်ပါတယ်ရှင်